မင်္ဂလာပါရှင်ဒီနေ့တော့လွယ်ကူပြီးစားလို့ကောင်းတဲ့ဂွေးသီးငပိထောင်းလေးကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးဒီအသီးလေးတွေကိုရေစင်အောင်လို့3 လခါလောက်ဆေးပေးပြီးဆိုလို့ရှိရင်အညာရှိတဲ့အပိုင်းလေးတွေကိုဖြတ်ထားလိုက်ပါမယ်ပြီးရင်တော့ရေလေးနဲ့အနှဲငယ်စိမ်ပြီးတော့ခဏလောက်ထားပေးပြီးဆိုလို့ရှိရင်ဒီလိုမျိုးသူ့မှာရှိတဲ့အခွန်လေးတွေကိုအသားလေးတွေခွာလိုက်ပါမယ်ဒီလိုမျိုးလေးခွာပြီးတော့ထောင်းတာကဖန်တာကိုပိုပြီးတက်တာစေပါတယ်ဒါကတော့ပေါင်ပစ္စည်းတွေကတခုဖြစ်တဲ့ပစွန်ကြောက်ကိုရေစင်အောင်ဆေးပြီးတော့ရေစစ်ထားတာဖြစ်ပါတယ်ပြီးရင်တော့ခုနကအခွန်ခွာထားတဲ့အသီးလေးတွေကိုအပေါ်ရန်လေးတွေပဲရှက်ပြီးတော့လေးထားလိုက်ပါမယ်ဒီနေ့မှရှိတဲ့ချက်နေတဲ့အမြင်ကလေးတွေကိုမပေါအောင်လို့အပေါ်ကနေအသားလေးရှက်ပြီးတော့လှီးပေးလိုက်ရင်ရပါပြီအသီးတွေအားလုံးကိုဒီလိုမျိုးလေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့စပြီးတော့ထောင်းပါတော့မယ်ရှင်ဒီလိုဆိုရင်တော့စပြီးတော့ထောင်းပါတော့မယ်အရင်ဆုံးနှွှင်ထားတဲ့အသီးတွေနဲ့ပစွန်ကြောက်ရေစအောင်စီထားတာကိုထည့်ပါမယ်ပြီးရင်တော့ငပိမီဖုတ်ထားတာလေးကိုထည့်ပါမယ်ပြီးရင်တော့ရုပ်သီးလှောင်မုံလေးတွေကိုထည့်ပါမယ်ပစ္စည်းလေးတွေစုံသွားပြီဆိုရင်တော့မှုံညံ့ကလေးဖြစ်အောင်လို့ထောင်းလိုက်ရင်ရပါပြီအရသာအနေနဲ့ကတော့စားချုံမုံတွေတော့လုံးဝထည့်ကြမလို့ပါဘူးဘာဖြစ်လို့လဲဆိုတော့ငပိရလဲငန်နဲ့ပစွန်ကြောက်ကလည်းချိုးတာဖြစ်တဲ့ကြောင့်စားချုံမုံထည့်ကြမလို့ပဲနဲ့တကယ်ကို perfect ဖြစ်နေတဲ့ထောင်းလေးကိုရရှိမှာဖြစ်ပါတယ်အခုလိုမျိုးထောင်းလာလိုက်တာအားလုံးကမှုံညံ့ကြည့်ပြီးတော့စားချင်စပွဲလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ဆွဲဆွဲလေးဖြစ်နေအောင်လို့စီလေးနဲ့ငယ်ထည့်ပြီးတော့လှိမ့်ပေးပါမယ်ရှင်စီလေးနဲ့ငယ်ထည့်ပြီးတော့ထောင်းစံမလို့တော့ဘူးเนาะဒီလိုမျိုးလေးအသားလေးပဲနေပေးလိုက်ရင်ရပါပြီကဲဒီလိုဆိုရင်တော့ဘယ်လိုပုံစံလေးရမလဲဆိုတာကိုအနီးကလေးကြည့်လိုက်ပါအောင်เนาะဒီမှာကြည့်ပါအောင်ရွှွှွှအီလေးနဲ့တကယ်ကိုမစားခြင်းစပွဲပုံစံလေးဖြစ်နေပါတယ်ဒီဟင်းလေးကဟင်းလို့လည်းပြောလို့ရတယ်တေးစားလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီတိုင်းလေးစားမယ်ဆိုရင်တော့တေးစားလေးလိုမျိုးတကယ်ကိုစားလို့ကောင်းပါတယ်အားလုံးပဲဆင်ပြေကြပါစေနော်